စီးပွားရေးစနစ်အတွင်းပိုရှန်ငွေကြေးတွေဖြစ်နေတာကြောင့်ငွေကြေးဖောင်းပွားမှုမဖြစ်စေဖို့အဲ့ဒီများပြားနေတဲ့ပိုရှန်ငွေတွေကိုနီလန်း2ရက်နဲ့နှုတ်သိမ်းဖို့အဆုံးဖြတ်ထားတယ်လို့စစ်ကော်မရှင်လက်အောက်ခံဗဟိုဘဏ်ကအောက်တိုဘာလ3ရက်နေ့မှာကြေညာပါတယ်။အဲ့ဒီထဲကနီလန်းတစ်ခုကတော့ဘဏ်တွေအနေနဲ့ဗဟိုဘဏ်မှာမြန်မာကျပ်ငွေနဲ့28ရက်တာထိန်းသိမ်းထားရှိရမယ့်ငွေသားပမာဏထက်ကျော်လွန်တဲ့ပြမ်းမြအရန်ငွေပမာဏကိုတိုးမြှင့်ပြီးအဲ့ဒီအပေါ်ပေးတဲ့အတိုးနှုန်းကိုငွေကြေးဈေးကွက်ပြမ်းမြတစ်လသက်တမ်းအတိုးနှုန်းနဲ့ပြင်ဆင်သတ်မှတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ကြီးညာချက်ထဲမှာဘလောက်တိုးမြင့်မယ်ဆိုတာထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ဗဟိုဘဏ်ကတော့အခုလိုပိုရှန်ငွေကြေးတွေများပြားလာတာဟာ digital ငွေပေးချေမှုစနစ်ပုံမသုံးစွဲလာလို့ဘဏ်လုပ်ငန်းစနစ်အတွင်းအနှံငွေတွေတိုးမြင့်လာတာကြောင့်ဘဏ်တွေကဗဟိုဘဏ်မှာအနှံငွေပမာဏလည်းမြင့်တက်လာတာကြောင့်လို့ဆိုထားပါတယ်။ဒါပေမဲ့လေးလာစောင့်ကြည့်သူတချို့ကတော့ဒီလိုမျိုးပိုရှန်ငွေကြေးတွေများပြားလာတာရဲ့အကြောင်းရင်းထဲမှာငွေစက်ကိုပုံမရိုက်ထုတ်တဲ့အချက်တစ်ခုလည်းပါဝင်နေရလို့သုံးသပ်ကြပါတယ်ရှင်။